ကျွန်တော်အခုမော်လီတာပေါ်တဲ့ကိုကျွန်တော်အဲ့ဒီလေးထည့်ပြီးကျွန်တော်အောက်ကနေတက်ခဲ့တော့ကျွန်တော်ပြန်ရထည့်ရပါကျွန်တော်အခုတက်ခဲ့ကျွန်တော်ထည့်ပြပါမယ်တက်ခဲ့တူလေးနဲ့ဖြည်းဖြည်းလေးချိတ်အားရှိမှတက်ခဲ့ပြသွားတယ်ဖြည်းဖြည်းလေးချိတ်အားရှိတက်ခဲ့ပြသွားရင်ပြန်ခုလိုပြန်ဖြစ်အစားလေးโอเคကျွန်တော်တက်ခတ်ထည့်ပြီးကျွန်တော် IC ထည့်မယ် IC ထည့်ပြီးကျွန်တော်ခဲဆော့ပြမယ်ကျွန်တော်ခဲဆော့ရဲ့ခွဲပါတာလေးထည့်ပေါ်မှာကျွန်တော်တက်ခတ်တဲ့ app ကျွန်တော်အခုသူ့ရဲ့ပေါ်တော့ကျွန်တော် IC ရဲ့